တစောင်းမုံလာပြညမှာအိမ်အောင်စု114စုစာအတွက်တဲ့အိမ်အောင်ကိုစံလေးလုံးခန့်ပန့်တကူလူတန်းဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။မနက်ကဒါမျိုးကလေးတွေကိုရက်ွက်ထဲမှာလိုက်ဝေပြီးည6နာရီကိုဟိန်းတို့အိမ်မှာလာထုတ်ရမှာပါ။ကိုဟိန်းတို့မိသားစုရွှေဆိုင်လေးအနေနဲ့လှူတာမို့ဝင်းရတနာရွှေဆိုင်မိသားစုပန့်တကူစံလူဆိုပြီးတော့အထုပ်တိုင်းမှာဒါမျိုးစတစ်ကာလေးတွေကတ်ထားပါတယ်။တချို့အထုပ်လေးတွေထဲမှာဆိုရင်တော့ဆန်အပြင်ပတ်စံလေးတွေပါထည့်လူထားတာမို့လက်ခံရရှိတဲ့မိသားစုတွေကတော့ပီတိဖြစ်ကြမှာပါညနေ6နာရီလဲထိုးပြီးမို့ကပ်ပြားလေးတွေနဲ့လာထုတ်ကြပါပြီကားနဲ့လမ်းမတွေပေါ်တက်ပြီးပတ်စံကျဲတာဟာအရန်ကိုမှအန္တရာယ်များပြီးထိခိုက်နာတရားလဲရှိနိုင်တာမို့ဒါမျိုးလေးပဲအေးအေးချမ်းချမ်းကုသိုလ်ယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်မပြောပါတော့တဲ့ပမာဏလေးနဲ့လူတန်းမှုလေးဆိုပေမဲ့အမှတ်တရအနေနဲ့တင်ထားခြင်းလို့မှတ်တမ်းတင်လိုက်ရခြင်းပါတန်လီမျိုးမှာနှစ်ပေါင်း25နှစ်တိုင်ဖွင့်လှစ်ခဲ့တဲ့ကိုဟိန်းတို့ဝင်းရံရွှေဆိုင်လေးကိုစဉ်ဆက်မပြတ်အားပေးချစ်ခင်ကြတဲ့ရွှေချစ်သူမိဘပြည်သူအပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းကိုဟိန်းတို့ဝင်းရံရွှေဆိုင်မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ